နေ့တော့ဒီ Australia ရဲ့ဒီ Sydney ရဲ့နောက်ဖက်ခြမ်းမှာရှိတဲ့ဒီဈေးရောင်းပွဲတော်ပေါ့နော် community ဈေးရောင်းပွဲတော်ကိုဈေးသွားဝယ်တယ်community ဈေးရောင်းပွဲတော်ဆိုတော့သူကမြန်မာစားတွေမြန်မာနဲ့ဆိုင်တဲ့အစားအစာတွေရောင်းတာပေါ့နော်အဓိကတော့အခုလက်ရှိမြန်မာပြည်မှာလိုအပ်နေတဲ့နေရာတွေမှာကူညီဖို့အတွက်community ကနေပြီးတော့ဒါပတ်စင်ကျင်းပနေတဲ့ဈေးရောင်းပွဲကိုတွားတာဖြစ်တယ်သူကဒီ Sydney ရဲ့နောက်ဖက်ခြမ်းမှာရှိတာပေါ့နော်နောက်ဖက်ခြမ်းမှာရှိတာကိုရီနေတဲ့နေရာနဲ့ဆိုရင်တော့တနားရီလောက်မောင်းရတယ်ပေါ့နော်အဲ့တော့ဒီဟာကတော့ဒီဈေးရောင်းပွဲကနေကျွန်တော်အခုပြန်လာတာပေါ့နော်နောက်ဖက်ခြမ်းကနေပြီးတော့ဒီ Sydney နောက်ဖက်ခြမ်းပေါ့နောက်ဖက်ခြမ်းကနေပြီးတော့ဒီမြောက်ဖက်ပေါ့နော်မြောက်ဖက်ပိုင်းကိုသွားတဲ့လမ်းတစ်လျှောက်ကိုဗီဒီယိုရိုက်လာဖြစ်တယ်Sydney မှာတော့ဒီပြီးခဲ့တဲ့နှစ်ပတ်သုံးပတ်အတွင်းမှာမိုးတောက်လျှောက်ရွာတာနေမပူဘူးပေါ့နော်အခုမှဒီနေ့ဒါပြီးခဲ့တဲ့2ရက်လောက်ကမှစပြီးတော့နေပူတာပေါ့အခုဒီ weekend ဒီ Saturday မှာတော့နေပူတော့သွားလို့လာလို့ပိုကောင်းတယ်ဆောင်းရသည်ဒါကဒီ Sydney မှာဆောင်းရသည်ပေါ့နော်ဆောင်းရသည်ဆိုတော့တစ်ပင်တွေလည်းအရန်ကြီးတစ်ပင်တွေမပွင့်ဘူးပေါ့ဒါ spring လို့ပါလို့ဆိုရင်တော့တစ်ပင်တွေနဲ့ပွင့်နေတဲ့တစ်ပင်ပန်းပင်တွေကြည့်ပြီးတော့မောင်းရတာပို့ပြီးတော့လှတယ်ရှေ့ကရက်ထားတော့ဒီဘက်လမ်းကြောကြီးမှာရက်ထားတော့ဘက်ကိုပြန်ပြောင်းအောင်Sydneyမှာဒီကားလမ်းတွေကတော့ဒါမျိုး2လိန်းပေါ့နော်2လိန်းရှိမယ်2လိန်းရှိတယ်ကိုလမ်းနဲ့ကိုမောင်းနေမြန်မောင်းနေညာကတ်မောင်းရတယ်ပေါ့နော်နေမောင်းခြင်းတော့သူတို့ကဘယ်ကတ်ပြီးတော့မောင်းရတယ်ခါလေကိုရီးယားဘယ်ကနေမောင်းသွားပြီမဲ့ဒီလမ်းပေါ်မှာခုနကလိုပတ်ကင်နေရထားတဲ့အချိန်ကြတော့ဟိုဘက်လိန်းကိုပြန်ပြောင်းရတော့အဲ့အချိန်ကျရင်တော့နည်းနည်းအလုရှုပ်ချို့နေရာတွေကျတော့သူပတ်ကင်ရက်စရာတနေရာတက်ပေးထားပေါ့နော်ဒီလမ်းဘေးမှာပဲအဲ့မျိုးချိန်နေကြဆိုတော့အဆင်ပြေတယ်ဒါပေမဲ့အဲ့မျိုးနေရာတက်မရှိဘဲနဲ့ရက်လို့ရတဲ့နေရာတွေဆိုရင်တော့တချို့ကားတွေရက်ထားတယ်ဆိုရင်ဒီဘယ်ဘက်ကမောင်းတဲ့ချိန်ကျတော့နည်းနည်းမောင်းရတာကတိကောက်ဖြစ်တာပေါ့နော်ဒီမှာလမ်းတွေမှာဆိုလဲသူရဲ့ speed တွေထောင်ထားရပေါ့60ဆို60 speed နဲ့မောင်းရတာပေါ့ဒါပေမဲ့ခါလေးကျတော့60ဆိုပေမဲ့အချို့အချိန်တွေဥမာဒီကြောင်းဖွင့်တဲ့အချိန်ဒီမှာဆိုရင်တွေ့ရတယ်ဆိုကြောင်းဖွင့်တဲ့အချိန်တို့ဘာလို့ဆိုရင်သူက40နဲ့ပြန်မောင်းရတာကြောင်းဖွင့်တဲ့အချိန်မနေ့8နာရီကနေ9နာရီအတွင်းညနေကြောင်းဆင်းတဲ့အချိန်ညနေပိုင်းအဲ့လိုအချိန်တွေဆိုရင်တော့သူကspeed ကပြန်ပြောင်းသွားတာပေါ့နော်နောက် Sydney မှာကားမောင်းနေဆိုရင်တော့ဒီတွေ့ရမှာဒီ wine bed တွေပေါ့နော် roundabout တွေ roundabout တွေကတော့တော်တော်ကြီးကိုများပါတယ်ဒီ Sydney မှာကားမောင်းရင်Australia မှာပေါ့နော် Australia မှာကားမောင်းနေဆိုဒီ roundabout တွေတော်တော်ကြီးများတယ်ခါကြောက်လဲကြောင်သွားတာတွေပဲရှိတတ်တယ်ပေါ့နော်
ဘယ်လမ်းကိုဘယ်ရင်ကိုဘယ်ဟိုဦးစားပေးရမလဲဆိုတာရှေ့မှာဆိုရင်ဒါ roundabout ရှိတယ် roundabout ဆိုရင်ပုံမှန်ဆိုရင်တော့ရက်ပေါ့နော်ရက်ပြီးတော့ကိုယ့်ရဲ့ညာဘက်ကလာတဲ့ရင်ကိုသူကဦးစားပေးရတယ်ညာဘက်ကလာတဲ့ရင်မရှိဘူးဆိုမှကိုကသွားပေါ့ဒီလမ်းတွေကတော့ဒါပုံမှန်ရက်ကွက်လမ်းတွေလို့ပြောလို့ရမှာပေါ့နော် highway တို့သူတို့ရဲ့ motorway တို့အဲ့မျိုးတွေမဟုတ်ဘူးပုံမှန်ရက်ကွက်လမ်းတွေကိုရီးယားဒီ Google Map မှာထည့်ထားတယ်ဆိုရင်အဲ့ဒီ highway တွေဘာတွေကိုရှောင်ထားတာပေါ့ပြောလို့ဆိုတော့ချို့ highway တွေဘာတွေနဲ့သွားတယ်ဆိုရင်အမှတိုးပေးရတယ်ပေါ့နော်လမ်းအသုံးပြုကားတို့ဘာလို့ပေးရတော့အဲ့ဒါတွေကိုရှောင်ထားတဲ့အတွက်သူက Google Map ကဒီရက်ကွက်လမ်းတွေကနေပြီးတော့ခေါ်သွားတယ်ခါကြောက်လေဒီရက်ကွက်လမ်းတွေမှာမောင်းရတာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်သူ့ရဲ့ရက်ကွက်ရဲ့ Australia ရက်ကွက်မှာရှိတဲ့အိမ်တွေကိုကြည့်ပြီးတော့မောင်းရတာကောင်းတယ်ခါကြောက်လို့လေ highway ကပိုကောင်းတယ်ပေါ့နော် highway ကတောက်လျှောက်ပိုသွားခြင်းတဲ့နေရာကိုတောက်လျှောက်အချိန်နဲ့မောင်းလို့ရတယ်ပေါ့နော်အချိန်ကုန်လည်းသက်သာမယ်ဒီရက်ကွက်လမ်းတွေကမောင်းရင်တော့ဒီမီ point တွေနည်းနည်းများတယ်ပေါ့point ဆောင်းရတယ်ဒါပေမဲ့အရန်ကြီးတော့ကိုရီခုမောင်းလာတဲ့အထက်မှာတော့အရန်ကြီးတော့ကြက်ပြီးတော့အရန်ကြီးဆောင်းရတာတော့မရှိသေးဘူးเนาะသူတို့ peak hour မှာမမောင်းဖြစ်တာလည်းပါမယ်တင်တယ်ပုံမှန်ချိန်ကတော့ AAC ပဲမောင်းသွားလို့ရတယ်ရှေ့ကားကြီးဆိုတာအိမ်ပြောင်းတာတို့ဘာလို့ဆိုကိုကကိုပြောင်းလို့ရတယ်ပေါ့နော်သူတို့ကအမျိုးနောက်ကတွဲတယ်နောက်တွဲတွေကိုလည်းကိုကငှားလို့ရတယ်ငှားပြီးကိုယ့်ရဲ့ကားမှာချိတ်ပြီးတော့ဒါအိမ်ပြောင်းရွှေ့လုပ်တဲ့ခါတို့ဘာလို့ဆိုရင်တချို့ဆိုရင်အဲ့လိုမျိုးပြောင်းရွှေ့ကြတယ်ဒီမှာဆိုရင်ဟိုဘက် left lane က left ပဲသူကချိုးရမှာဆိုတော့ဒီဘက်ကိုပြန်ပြောင်းရအဲ့မျိုးတွေလည်းအများကြီးရှိတယ်ဒီမှာခါတလေကိုကသွားနေတဲ့ lane ကလမ်းကြောမသိဘူးဆိုရင်တော့သူကဒီချိုးတဲ့ထဲကိုပါသွားတယ်ဆိုရင်တော့ခါလေးပါသွားတယ်ပေါ့နော်ချိုးပြန်ပြီးတော့ lane ပြောင်းလို့မရဘူးအဆင်မပြေဘူးဆိုရင်တော့ကိုကအဲ့လမ်းကြောကြီးတိုင်းတော့ရှော့ပါသွား
မြန်မာရှိတဲ့ဒီကိုမြန်မာတွေလဲပေါ့နော်စနေနေ့တိုင်းပတ်စင်တိုင်းဒါဇေယောင်းပွဲတော်ရှိတယ်အဲဇေယောင်းပွဲတော်တွားပြီးတော့အားပေးလို့ရတယ်ကိုမြန်မာစာလဲစားလို့ရတယ်နောက်ပြီးတော့မြန်မာပြည်အတွက်လဲကုညီရရောက်တယ်ပေါ့နော်တွားလို့အဆင်ပြေတယ်ဆိုရင်တွားပြီးတော့အားပေးကြပါလို့ဒီကတော့မြန်မာစာတွေလဲစုံတယ်ပေါ့နော်တချို့ဆိုရင်မြန်မာအချိုမှုန့်နေရှိအချိုမုန့်နေရှိတယ်ပေါ့နော်အချိုမုန့်မြန်မာဟင်းနေရှိတယ်အဲအမျိုးတွေရှေ့မှာဆိုရင်ဒီ2လိန်းကနေပြီးတော့3လိန်းပြန်ပေါင်းသွားပြီပေါ့နော်ဒီမီပွိုင်းကျော်သွားပြီဆိုရင်သူပြထားတယ်ဒီဘက် left lane ကဘယ်ဘက် lane ကမရှိတော့ဘူးပေါ့နော်ညာဘက် lane ပြန်ပေါင်းအဲ့အမျိုးတွေလည်းဒီမှာတွေ့ရတယ်ဆိုင်းဘုတ်တွေအမျိုးတော့ဖတ်ရတယ်ပေါ့နော်မောင်းရင်းနဲ့ဆိုင်းဘုတ်တွေလမ်းကြည့်ရတယ်လမ်းကျောသိရင်တော့ဒါကိုရီးယားဆိုရင်ဒီဘက်ကိုယူရတော့မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ကိုကဆိုင်းဘုတ်တွေပဲဖတ်ပြီးတော့တေချာကြည့်ရတယ်ပေါ့နော်တီးလို့ကိုကဒီဘက်လိန်းယူလာပြီဆိုရင်ဒီချိန်မှာပြန်ပြောင်းရတော့မှာပဲချိန်ကြတော့ဟိုဘက်လိန်းပြန်ပြောင်းရာသီဥတုတော့တာရတယ်နေထွက်တယ်ရင်နေ့တွေကမိုးတွေရမ်းရွာပြီးတော့ရှေ့ဘက်ဒီမှာလည်းတောက်လျှောက်ဆက်ပြီးမိုးရွာအောင်မယ်လို့ပြောတယ်ဒီနေ့ပြီးသွားပြီနောက်နေ့ဆိုရင်သူကမိုးစရွာမယ်တင်တယ်ရှေ့ဒီလဲကြီးဆိုရင်တော့ bus lane ပေါ့နော်ဒါပေမဲ့ဟိုဘက်ကွေ့ဖို့အတွက်ကိုရီးယားဒီဘက်ယူထား
highway လို့လမ်းပေါ့နော်အဲလမ်းပေါ်ရောက်နေတာပေါ့အဲဒီလမ်းပေါ်တွေမှာဆိုရင်တော့ပုံမှန်ဆိုရင်တော့ကီလို80လောက်နဲ့မောင်းရတာပေါ့signal လည်းမပြဘူးဒီဘက်ကချိုးချင်နောက်ထပ်10မိနစ်လောက်ဆက်မောင်းအောင်ပါ10မိနစ်လောက်ဆက်မောင်းအောင်ပါဆိုတော့အဲ့ဆိုရင်တော့ကိုရီအိမ်ရောက်ပြီပေါ့နော်ကျေးဇူးတင်ပါတယ်ခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်နောက်ထပ်10မိနစ်ကိုကျွန်တော်ဆက်မောင်းလိုက်ပါဦးမယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်